ယောက်ျားတွေဘာကိုအကြောက်ဆုံးလဲသိလားမနဲ့မိုးလင်းလာရင်အင်ကြီးအဝတ်စားလဲပြီးအလုပ်ကိုတီတီငိမ့်ငိမ့်လေးထွက်သွားကြတယ်ညနေအိမ်ပြန်ချင်းရောက်ရင်အေးဆေးပဲအိမ်ပြန်လာတယ်ထမင်းတိတ်တိတ်လေးစားတယ်ပြီးရင်ဖုန်းလေးပါလေးကြည့်တယ်ပြီးရင်အိတ်သွားတယ်နာကျင်မှုတွေဒုက္ခတွေရှိတယ်လို့လည်းမညီဘူးအလုပ်မှာပင်ပန်းတယ်လို့လည်းမပြောဘူးဘာမှလည်းမတောင်းဆိုဘူးဒါပေမဲ့သူတိတ်တိတ်လေးနေတယ်ဆိုတိုင်းဘာမှမခံစားရတော့တာမှမဟုတ်တာတကယ်တော့ယောက်ျားလေးတွေမပြောတဲ့စကားကသူတို့အနာကျင်ရဆုံးကိစ္စတွေပါယောက်ျားလေးတွေတကယ်ခံနိုင်ရရှိပါတယ်တလလုံးလုံးတရက်မှမနာပဲအချိန်ပိုအလုပ်ဆင်းနိုင်တယ်ဘာမှတိတ်မတူကြီးပဲဈေးပေါ်တဲ့အမြန်ရအစားအစာကိုနေတိုင်းစားနိုင်တယ်နှစ်ပေါင်းများစွာအနှွေးထဲတထဲတဲကိုဝတ်ကြတယ်ဖုန်းစုပ်ကလေးကိုပဲသီးခံပြီးသုံးကြတယ်ဒါပေမဲ့ခမည်းအတွက်တော့နောက်ဆုံးထွက်တဲ့ handbag ကိုဝယ်ပေးဖို့အသင့်ပဲအလုံးမှာ client တွေအော်ငေါက်တာခံရမယ် boss ကအနိုင်ကျင့်တာခံရမယ်ဒါပေမဲ့ရုံးကထွက်လာရင်အေးစေးပဲစလိတ်တလိတ်ထုတ်မိညိဖွာရှိုက်လိုက်ပြီးတော့ဘာမှမဖြစ်ခဲ့သလိုအိမ်ကိုအေးအေးဆေးဆေးပြန်လာတာပဲသူတို့အလုပ်ပင်ပန်းမှကိုလည်းမကြောက်ကြပါဘူးလူရှိသူရှိအဆက်ခွဲခံရမှာကိုလည်းမကြောက်ကြပါဘူးသူတို့ကြောက်တာတစ်ခုပဲရှိတယ်တနေကုန်အစွမ်းကုန်လှုပ်ပေးခဲ့သီးခံခဲ့ခံစားခဲ့ပြီးတဲ့နောက်အိမ်ပြန်လာတဲ့အခါမှာနှွေးထွေးမှုမရှိခြင်းပါပဲကိုယ်နှလုံးသားကိုအပိုင်ယူထားတဲ့မိန်းမကကိုယ့်ကိုလိလျူရှုတာကိုယောက်ျားလေးတွေအကြောက်ဆုံးပါဒါဆိုရင်သူတို့ကဘာကိုလိုချင်တာလဲဇိမ်ခံချင်တာလားမဟုတ်ပါဘူးတခန်းတနာကြိုဆိုပေးနေရမှာလားနေတိုင်းမဟုတ်ပါဘူး surprise အမျိုးမျိုးတိုက်ပါစေလို့မျှော်လင့်နေကြတာလားမဟုတ်ပါဘူးစိတ်ရောကိုယ်ပါပင်ပန်းနေတာကိုဘာမှမဖြစ်ခဲ့တဲ့အတိုင်းအိမ်ထဲဝင်လာတဲ့အခါမှာရေလေးတစ်ခွက်ခပ်ပေးတာမျိုးအစားအသောက်ပူပူနွေးနွေးလေးပြင်ပေးတာမျိုးရှင်းအစင်မပြေလာဘူးဆိုတာကျမနားလဲပါတယ်ယောက်ျားရဲ့လို့အဓိပ္ပာယ်ရတဲ့ခဏလေးဖက်ထားခြင်းမျိုးသူတို့အယမ်းမျှော်လင့်တာပါဒီလိုလောက်ရအသေးလေးတွေကပဲသူတို့ကိုအားပြန်ပြေစေတာပါသူလုံနေတာခံစားနေရတာဖက်တမ်းနေရတာတွေကိုသူ့မိမကမြင်တယ်သိတယ်လက်ခံတယ်ကိုယ့်ကိုလိလျူရှုမထားဘူးဟားတိုက်လောင်ပြောင်တာမျိုးမလုပ်ဘူးတန်ဖိုးထားတယ်ဆိုတာသိရင်သူဟာခမည်းအတွက်ဘယ်လောက်ပင်ကြီးမားတဲ့တိုက်ပွဲမျိုးကိုမဆိုဆက်ပြီးတိုက်နေအောင်မဲ့လူပါယောက်ျားတွေဟာသူတို့ရဲ့မိန်းမကိုဖြစ်နိုင်တဲ့နီးမှန်သမျှနဲ့ကာကွယ်ပေးကြတယ်ပံ့ပိုးပေးကြတယ်ဒါပေမဲ့သူတို့လည်းတန်မဏိလူသားတွေမှမဟုတ်တာအားပေးထောက်ခံမှုကိုလိုအပ်ကြတယ်လေသူတို့ကိုနားလည်ပေးစေချင်ကြတယ်သူတို့လှုပ်ပေးနေတာတွေကိုခမည်းကအလေးထားပေးစေချင်ကြတာလေဗျာဒါကြောင့်ငါယောက်ျားကစကားလည်းမပြောဘူးအရန်အေးတဲ့လူအေးကြီးဆိုပြီးတော့အထင်မှားမနေပါနဲ့အောင်သူတိတ်တိတ်လေးနေတတ်သွားတာပါဘာမှမတောင်းဆိုတော့ဘဲနဲ့အပေးကြီးတက်တက်နဲ့ပဲနေနိုင်သွားတာပါဒါပေမဲ့သူလဲလူပဲဗျာရင်ထဲမှာတော့နှွေးထွေးမှုကိုတန်းတာပါတယ်အပြင်လောကကြီးနဲ့ဘယ်လိုပဲရင်ဆိုင်နေရပါစေသူမကြရှုံးဘူးနော်အိမ်မှာကြုံရတဲ့အေးစက်မှုကြောင့်သာသူကြရှုံးရတာပါသူဘဝရဲ့မုံတိုင်းမှန်သမျှကိုရင်ဆိုင်နိုင်ဖို့ခမည်းရဲ့အချစ်ကလေးနဲ့နားလည်မှုလေးတစ်ချက်နဲ့သူရှိနေတယ်ဆိုတာကိုအတိအမှတ်ပြုတဲ့ဖက်ထားခြင်းလေးတစ်ခုပဲလိုအပ်တာပါလို့ TikTok ပေါ်က #Alex အကောင့်ကနေရယူဘာသာပြန်တင်ဆက်လိုက်ရပါတယ်ချစ်သူအိမ်တော်ဘက်များအားလုံးရုံးမိကြပေါင်းနိုင်တင်းနိုင်ကြပါစေဗျာ